ပြောကြပါလားတန်တန်တန်ပေါ့နော်တန်တန်တန်ဆိုတော့အုံးကတန်လေဒီမှာじゃညီနာတန်တန်ဖြစ်သွားဘယ်လိုအုံးလည်းဖြစ်ကုန်ပြီဒီဘီယောမျိုးဆိုင်လောက်ပါဦးဥချီဆိုတယ်မဆိုင်ကြားဘူးလားဥချီဆိုတဲ့စကားလေးဘာလို့မဆိုင်ဥချီဆိုတာအေးဘာအင်္ဂလိပ်မျိုးဆိုင်သူနဲ့တူစောက်ခဲ့အင်္ဂလိပ်ပေါ့နော်လီလီယာအင်္ဂလိပ်လီလီယာအင်္ဂလိပ်ကျစီဝါအင်္ဂလိပ်ပေါ့နော်ဆိုတော့ဖိုးမှာတင်ရမယ်ပေါ့နော်ခါနိုခေကဘာလဲမဆိုင်သိလားဒီဘာလို့မတင်ရသေးဘူးပေါ့နော်ဖိုးတက်လူတွေသိမယ်ပေါ့နော်ခါနိုခေဘာလဲနေနိုင်တော့မဆိုင်သူမရှိလဲကိုနေနိုင်တော့လေဟုတ်တယ်မလားနိုင်နေဆိုတော့မင်းမရှိလဲကနေနိုင်ပါလေကွာမင်းမရှိလဲဖြစ်တယ်မဆိုင်ဘာတိုင်းတော့ဖြစ်တယ်နိုင်ဖြစ်နိုင်ဟုတ်တယ်အဲ့တလေးဖြစ်တယ်ဘယ်သူကိုလဲကိုမဟုတ်တဲ့ခြားတယောက်ကိုဟုတ်ပါလေတခုတခုတကယ်လားဟုတ်တော့ဆိုအတားတဲ့လေတခုတခုကြည့်နေလို့ပါဦးဆိုအဲ့မှာလေကျွန်တော်ပြောပြမယ်လားဘာလုံးနေလဲဆိုရင်ဘယ်လိုပြောမလဲဘာလုံးနေလဲဆိုရင်နာနီကို何を知っていますか何を知っていますかမဆန်အဲ့ mass ပေါမှာလေမေကုံးမိမယ်ဆိုနောက်ကမဆန်ဘာထည့်ရလဲနောက်ကမေကုံးထည့်ရလဲထည့်ရတော့မဆန်ကျွန်တော်မဆန်အဲ့ဆိုမဆန်အဲ့知っていますကိုလေ play form ပြောင်းကြည့်ရမဆန်知っています play form ပြောင်းမယ်ဆိုရင်ဘာဖြစ်သွားလဲဟုတ်တယ်မဆန်အဲ့ဆိုရင်နာနီကို知っているဖြစ်သွားတယ်ဘောနော်မဆန်ဒါပေမဲ့မဆန် mass ပေါမှာလာခါထည့်ရပလိန်ဟောက်မှာじゃမေကုံးမေးဆိုမှဆက်ခါထည့်လို့မရပါဘူး။ဘာထည့်မလဲဆိုရင်နောက်ကနေပြီးမှဆက်နော်ထည့်ပါရင်မှဆက်မှတ်ထားပါ။သုံးရန်ကောင်းပါရင်မှဆက်အရင်ရေးကြည့်ပါရင်ခိုင်းအောင်ပါ။ဆိုမေကုံးမေးဆိုတော့နော်ထည့်ပါရင်ပလိန်ဖောင်မှာ။အဲ့ဆိုစေပလိန်ဖောင်ကြီးကဘာလို့လဲပလိန်ဖောင်ကျွန်တော်လိုလို့ဂျေရီမှာမိမလည်းဆိုရင်ဂျေရီမှာတော့မေးလေးမေးထားတော့မရှိပေမဲ့ကျွန်တော်စကားပြောရဲ့ခိုင်ဝါချိန်မှာဆိုရင်ဗျာရှီစနာခိုင်ဝါတဘောဝါကြစကားပြောနိုင်မှုအတွက်ပလိန်ဖောင်နဲ့စကားပြောဖို့လိုအပ်ပါတယ်။ဆိုကျွန်တော်ဒီမှာဆိုလို့ရှိရမလားဖြစ်ပါသည်နဲ့ဖြစ်ပါတယ်ဘာကိုပြောလဲဖြစ်ပါတယ်နဲ့ဖြစ်ပါတယ်ဖြစ်ပါတယ် ဖြစ်ပါတယ်ဟုတ်တယ်မဆန်ရေးစကားပေါ့နော်ဟာမဲနဲ့ညီအောင်ဘာကွာလေမဲနဲ့ညီဆိုရင်ရောမဲစကားပြောသွားမယ်မဲစကားပြောဟုတ်တယ်မဆန်မဲရစကားပြောညီရကြောင်ရေးစကားပေါ့နော်အဲ့လေကွာလေဆိုမဆန်အဲ့ဒါဆိုရင်နောက်တစ်ခုမဆန်ចောင်းသားတွေနဲ့ចောင်းသားများရောဘာကွာလေကျောင်းသားတွေကစကားပြောတဲ့အခါကျောင်းသားများစာရေးတဲ့အခါဂျပန်စာမရှိရမဟုတ်ဒီမှာဆန်ဝါရှိလို့ဒီမှာစာမလည်းရှိရပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးပါဆိုတော့mass ဖောင်ပဲပြောမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တငယ်ချင်းနေမိသားစုဝင်ချင်းဆိုရင်တော့ကျွန်တော် plain ဖောင်နဲ့ပြောမယ်လိမ့်မလေးမထားလို့မဆက်သုံးလို့ရန်ကောင်းပါလေဆိုအဲအကြောင်းမလို့မေကုန်းမိမယ်ဆိုတော့တော့ထည့်ပါလေအဲအကြောင်းဘာလုပ်နေလဲဆိုရင်နားနေရရှိတဲ့အီလူနော်ဖြစ်သွားတယ်何を知っているのそうနားနေရရှိတဲ့အီလူနော်ဘာလုပ်နေလဲအဲ့လိုမျိုးလေးဆိုရမယ်နော်ဆိုမဆက်အဲ့ဆိုရင်စင်စေဓာကြီးရလေပြောရရှိနေတဲ့စင်စေတိုးချင်တာမဆက်တိုးချင်သေးရစေမဆက်လေကောင်းအို့ဖြုတ်ပါမျိုးဆန်အဲ့ဒါဆိုဘာကြမ်းလဲနာနီရှိတဲ့အီလူနော်နာနီရှိတဲ့အီလူနော်ဖြစ်သွားရင်မျိုးဆန်နာနီရှိတဲ့အီလူနော်မဆန်အဲ့နာနီရှိတဲ့အီလူနော်ကဆုံးတော့ကျွန်တော်ပြောခဲ့နာနီကိုရှိတဲ့အီမတ်ကနာနီကိုရှိတဲ့အီလူနော်ဆိုတော့ဦးနာချီမိအဓိပ္ပာယ်တူပဲဒါပြောစကားဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးအဲ့ဆိုစီ grammar မှာကြောက်လေအိုးကရေးကြည့်ဟာအိုးရေကားတွေကရှေ့ရေးကြည့်ဟာမမားနဲ့လို့မှားရင်မလားဒါပေမဲ့မဆန်တကယ်ပေါ့နော်လက်တွေ့ကြဂျပန်နဲ့စကားပြောရေးချိန်မှာဆိုရင်အိုးလည်းမသုံးဂါလည်းမသုံးမဆန်အကုန်ဖြုတ်တယ်ဆို grammar နီးကြပြောမယ်ဆိုရင်ဂါရဲ့အိုးရရေးကြည့်ဟာတဘောဝါကြစကားပြောမယ်ဆိုရင်အဲ့အကုန်လုံးဖြုတ်ပါရဲ့ဆိုအဲ့လေးမဆန်မှတ်ထားပါအရင်ကရေးကြည့်ပါရဲ့ရမနော်ဆိုမဆန်အဲ့လေးစစီအမလေးနားနေကိုတဲ့အီလူနော်ဆိုရင်ထပ်ပြီးတော့တိုးကျင်တဲ့ဆန်စီရေလို့ဆိုင်စိတ်ပါရှိတဲ့လူနော်ဟုတ်တယ်မဆန်ဤကိုထိပ်ဖို့တော့မဆန်ဘာကြမ်းလဲနာနီကိုတဲ့လူနော်ဟုတ်တယ်မဆန်နာနီတဲ့လူနော်ဖြစ်သွားတယ်နာနီတဲ့လူနော်ဆိုမဆန်ဖြုံးနေဘာမှမကြံတော့နော်တိုးတော့အစအရှိပဲနာနီယိုရှိတဲ့အီမတ်ကာဆိုအရှိပဲအကူကရှိတဲ့အီမတ်ကာနေပြီးရှိတဲ့အီလူရှိတဲ့အီလူကရှိတဲ့အီလူနော်ရှိတဲ့အီလူကနေပြီးတော့ရှိတဲ့လူဖြစ်သွားတယ်ဘောနော်အဲ့လိုမျိုးဆိုစေဒါကြီးရလေဆိုရင်နားနေရှိတဲ့လူကလည်းနည်းနည်းလောက်ရှည်ရည်ဆန်းစေးရဖြုတ်ချင်နေရဆိုရင်ရာတည်းရမဆိုင်စိတ်ပါစင်မဆိုင်နောက်ကနော်ပါထပ်ဖြုတ်လိုက်ဘာချင်လဲရဆိုရင်နာနီရှိတဲ့လူနာနီရှိတဲ့လူဟုတ်တယ်မဆိုင်နားနေရှိတဲ့လူအဲ့ဆိုရင်နော်ဖြုတ်တော့ကြာလေမေကုန်းကဘလို့မေးရမှာလဲဆန်းစေးနောက်ကမဆိုင် question mark လေးထည့်လိုက်ပါ
何してるဟုတ်တယ်ကိုရှင်နဲ့နေတယ်ဆို る ရင်အတန်နီးအောင်မှတ်ထားပါဒီမှာမှတ်နာနေしてるအဲ့လိုအတန်ဖြောင်းဆိုရင်ကြောင့်ဖြေတာအတန်အငင်းဆိုရင်ကြောင့်မိကုံးမရဖြစ်သွားတယ်နာနေしてるအဲ့လိုမျိုးနာနေしてるပြောကြည့်ပါလားမှတ်နာနေしてる何してるနာနေしてるမှတ်ဆိုnormal လို့မှတ်ဆို normal ပဲနာနေしてる何してるနာနေしてるမှတ်ဆိုစာလုံးနေလားဆိုရင်ကြောင့်勉強していますかနေပြီးတော့勉強勉強してる勉強してるそう勉強してるစာလုံး ဘယ်ဖြစ်ရှိတယ်လို့ နောက်ဆုံးတဲ့စကားအောင်မဆန်ဘာကြီးပဲဖြစ်ဖြစ်နေနေအတန်လေးမြင့်ပေးလိုက်အဲ့ဒါဆိုရင်မိကုံးမရဖြစ်သွားတယ်ဆိုဘန်ကျော်してるစာလုံးနေတာ 勉強してるရှိတယ်လို့ စာလုံးနေတာစာလုံးနေဆိုရင်ဘန်ကျော်してるစာလုံးနေတယ်ဘန်ကျော်してる勉強してるဘယ်လိုပြောလို့ရပါလဲဂျာမန်のမဆန်ဂျာမန်の大丈夫ですねဆိုမဆန်အဲ့ဒါဆိုရင်ခမေတီမဆန်နော်わしねメール屋さん何してる何してる書きます書きる書きるလား 書きる ရေးနေရဆိုရင်ခက်ခိမကိုတဲ့ဖောင်ပြောင်းကြည့်အောင်ခက်ခိမပြောင်းမယ်ဆိုရင် 書い ဒီ て ကဲတော့တင်ခဲ့မှာဆိုရင်ရှင်းတယ်တင်ခဲ့ရ 書いて買って書いခိုင်းတ て ယ် 書いているခိုင်းတယ်လို့ပြောတယ်မျိုးဆိုရင်ရေးနေခိုင်းတယ်လို့အဲ့လိုပြောလို့ရပါတယ်မျိုးဆိုဆိုအဲ့ဒါဆိုရင်ခိုင်းဆန်မေးကြည့်ပါဦးမျိုးဆိုတရားကိုဘောနော်ဘာလို့လဲလို့မေးကြည့်ပါဦးတရားကိုခိုင်းဆန်သေးဆန်တရားကိုမေးကြည့်ပါဦးဘာလို့နေလဲ はい ဟမ်အမေကိုမေးမှာလားအမေကိုမေးလို့ပြောဒီလေးတရားကိုမေးလေခိုင်းဆန်ဘုရားဟာလေ メダジンさん အော်မေတ္တာစင်ဆန်ဟိုက်တို့ဆိုမေးကြည့်ပါဦးခိုင်း メダジンさん 何をしてる မဆန်အိုးဖြုတ်မယ်အိုးဖြုတ်မယ်အိုးဖြုတ်ကြည့်ပါဦး 何してる何してるそうဘာလို့နေလဲပေါ့နော်何してるမေးဆန်ဖြေလိုက်ပါဦးမေးဆန်တို့ကို TikTok を見てる。TikTok တကယ်လားဟုတ်တော့မဆန်အတန်းတိုင်းနေတယ် TikTok ကြည့်နေတယ်လို့ပါဦး それじゃない。ကြော်တယ်လားမတော်တကယ်မှကြည့်နေလားလို့လေမယုံအောင်လေမဆန်ဆိုဆိုမေးဆန်ကမမေးတယ်လေTikTok တော့ကြည့်တယ်မှာလေဆိုရှန်ကိုလေးကြည့်မယ်ရှန်ကိုလေးရှန်ကိုဝိုင်းနီရိုင်းဝမှာဟုတ်ပါပြီဆိုမဆန်နောက်တစ်ယောက်ကျွန်တော်ခေါ်ကြည့်မယ်နော်ဖူးမြတ်ဆိုင်တရားကိုခေါ်ပြီးမေးကြည့်ပါဦးဦးဆိုင် はい。金沢さん、何してる勉強してるဘန်ကျော်してるစာလုံးနေတယ်တဲ့ဟုတ်ပါပြီပြမဆန်အဲ့မှာလေကျွန်တော်ဖြေရခါမှာဆိုလေမဆန်ဒါယူတယ်မော်နော်ယူတယ်လူနဲ့ပဲဖြေရနောက်ကနေမဆန်ဘာထည့်လို့ရလဲဆိုရင်ယော်ထည့်လို့ရတယ်ယော်နေ 勉強してるဘန်ကျော်してるよ勉強してるるよ。ဘန်ကျော်してるねလေမဆန်ယော်နဲ့ပါကွာလေယော်နဲ့ 今日は、နေရကြတော့နှစ်ဦးနှစ်ဖက်လုံးတည် やだ、なんかラウンド。 ယော်ကကြောင့် ではတစ်ဖက်တည်းတရား ရောတစ်ဖက်တည်း တော့ကိုပဲတရား ကိုပဲတရားဟုတ်တယ်လေမဆန်အဲ့ဘတ်တယ်ဤလူပေါ့နော်အဲ့ရှစ်တယ်လို့ဆိုတဲ့စကားလေကျွန်တော်အခုမှတည်ရစကားမဟုတ်ဘူးကျွန်တော် N5 ကလေးတည်ခဲ့စကားနော်ဆန်ယုံလာရဆန် はい。はいမဆန်အချစ်ကိုဘယ်လိုပြောလဲဆိုတော့အချစ်ကို 愛してるဟုတ်တယ်မဆန်愛してる愛してるそうအဲ့愛してるမှာဆိုလေမဆန်ကျွန်တော်ပြောခဲ့မှာမဆန်愛してるချစ်တယ်ဘယ်သူကိုလဲကိုမဟုတ်တဲ့ခြားတယောက်ကိုဟုတ်ပါပြီဆိုဒီ愛してるဆိုတာမဆန်ချစ်တာပေါ့နော်မဆန်ဆိုအဲ့မှာဆိုလေမဆန်愛してるဆိုတာကအဲ့မှာ e ကိုဖြုတ်ထားဆို愛しているလား愛しているဆိုရင်愛していますかလားဘောနော်အဲ့စကားလားဖြစ်ပါရဲ့မဆန်အဲ့နဲ့愛してるဖြစ်သွားတယ်အဲ့လိုမျိုးလေးပါဆိုအခုကျွန်တော်ပြောရဲ့နားနေしてるဘန်ကာしてるခေါင်းရတာပဲတယ်အဲ့လိုလေးခဲတိုင်းမိတယ်အဲ့မှာဆိုလေ e ကိုဖြုတ်တာပါဖြုတ်လို့ရပါရဲ့မဆန်ဆိုကြံမွားတဲ့ပုံတော့အဲ့လိုဖြုတ်ခံရရဆိုရင်လေဘယ်လိုနော် ビルのも ဘယ်လိုနော်နော်ငို့ဆိုရင်လည်းမအတန်လေးမြင်မယ်ဘယ်လိုနော် ビルのも နော်ရတော့လားဟုတ်တယ်မဆန်ပြောကြမဆန်ဖပါမဆန်စစိတ်လေကျွန်တော်ကအတန်မြင်လာရဲ့ဘာကြီးကကျွန်တော်တို့အခက်ခဲဖြစ်တယ်ဗောနော်အဲ့ဒါဆိုရင်အတန်မမြင်တဲ့ဝစန်စီဆိုရင်မဆန်နောက်ကနော်ထဲပါမဆန်ဘာမှဖြစ်မရှက်နဲ့ဗောမဆန်နောက်ကနော်ထဲရပြောလိုက်ကိုကအတန်မြင်တဲ့ပူဆိုရင်လေဘီယူနော်မှုနော်ဝန်နာတီအမီဒက်ကိုကနော်ထီပါဖြုတ်နေတယ်ဆိုမှဆန်နော်ထီဖြုတ်ချပလိုက်နော်ထီကိုကဖြုတ်နိုင်မှုအတွက်ကိုကမရဲတရဲလေးဖြစ်နေရဆိုရင်နော်ပါထည့်ပြောရဘီယူနော်မှုနော်ဘီရတောက်မလား ビルのもの ဘီယူနော်မှုနော်ဘီရတောက်မလား はいナムよはいの ဘီရတောက်မလားဟောဆိုညီလာညီနော်လေစိတ်တိုင်းကိုတောက်ဝင်တော့မဆန်တေးဝင်ကုန်ဝင်ပြီးတော့ဟုတ်ပါပြီကြား わか လား りますか
ဆိုဒါပဲ mask ကပဲရှိရမယ်ဆန်ဒါပဲ mask ကဆိုသမင်းစားလာမယ်ဆိုစားပြီလားဆိုရင်ဒါပဲ တာပဲ မဆန် mask ကလည်းပြော 食べましたか ကောဟန်အိုဒါ မို့တာပဲတာ 食べました မို့တာပဲတာ 食べました မို့တာပဲ ဒါ တာ ပဲ master က 食べましたか ဟုတ်တယ်မဆန်ဒါပဲ master ကမဆန်ပြောကြည့်အောင်မဆန်ဘယ်ဖောင်းနေကောဟန်ကိုဒါပဲ master ကပြောကြည့်အောင်ကောဟန် ကောဟန်တာပဲတာတာပဲတာ အိုးပြောမယ်မဆန်အိုးပြောကြည့်မယ် ကောဟန်တာပဲတာ 食べた。 မဆန်ကောဟန်ဒါပဲတာအဲ့လိုလေ ကောဟန်တာပဲတာ ဒါပဲတာဆိုရင်တော့ပြရမယ်ဆန်ကောဟန်ဒါပဲတာစားပြီပြီဆိုကောဟန်ဒါပဲတာအဲ့လိုနောက်ဆုံးတယ်မို့နောက်ဆုံးတယ်လေးကိုမြင့်သွားရဆိုရင်ဒါပဲတာလို့ဖြစ်သွားရဆိုရင်ဘေးကုန်းမရဖြစ်သွားတယ်ဆိုစားပြီပြီလားဆန်စီအဲ့တာကြီးကမမြင့်တဘူးဆန်စီဆိုရင်တော့နော်ထည့်လိုက်မယ်ဆန်ဘာဖြစ်ကောဟန်ဒါပဲတာနော် တာပဲတာနော် လို့ပြောလိုက်ရ 食べたの ဆို 食べたな。 ဆန် 食べたな。 အဲ့လေကျွန်တော်လေ height ကပါလေမဆန် height ဆိုတာ ဟုတ်ဟိုက်ဟုတ် ဟုတ် E ရကြအောင် ဟုတ် E ရပါဘူးဗျာဟုတ်တယ်မဆန် E ရမဟုတ်ဘူးပေါ့နော်မဆန်အဲ့ဒီ height တွေ E ရမှာလေ plane foundation ရမဆန် height ကိုဘယ်လိုခေါ်လဲဆိုရင်မဆန် on လို့ပြောရမဆန်ပြောကြည့်ပါဦး ဒါပဲတာရောပြောကြည့်ပါလား တာပဲတာရော 食べたよ ဥမာတင်မျိုးနေမဆန်ဒါပဲတာရော 食べた တာ よ ပဲတာရော ဒါပဲဖုန်းစားပြီးပြီပေါ့ဗျာအဲ့လိုပြောပြောကြည့်ပါလားတန်တန်ပေါ့နော်ဆန်တန်တန်ဆိုတော့ on ကတန်လေဒီမှာじゃညီနာတန်တန်ဖြစ်သွားဘယ်လိုမဆန်ဘယ်လို on နဲ့ဖြစ်ကုန်ပြီဒီဘယောနဲ့လောက်ပါပြောကြည့်ပါမဆန်အစားအသေးဦးစေတာမဆန်ဘယ်လိုပြောမလဲဆိုရင်မာတာတာရောဆို မာတာတာရော ဆိုမာတာဆိုမဆန်တေးဘူးဆိုမာတာတာပဲမဆန်နေပါမလို့လို့မဆန်မာတာတာရောမာတာဘာလို့ဒါရောဖြစ်အောင်ကြံမဆန်ဒါရောဖြစ်ရအောင်ရ まただよ。 ဒါရောပြရတယ်ဆိုမဆန် das ရောစေသေးပဲ တက်စီရော ရော E ရဲ့ mother das ရောအဲ့ mother das ရော plane form တော့ကြာ E ရဲ့ on ဖြစ်သွားရင် mother das ရောကြောင့် mother ဒါရော das ရဲ့ plane form ဒါပါမျိုးဆန်မှတ်ထားပါရင်းကြီးကြည့်ပါဆိုအဲ့လိုမျိုးပါဟောပါအဲ့ဒီ oishi မှာဆိုလေအဲ့ oishi နောက်ကနောက်ဆုံးတဲ့အတန်လို့မြင့်ပြောမယ် oishi အဲ့လိုမျိုး โอ้ยชี ဘာကြီးပဲဖြစ်နေတယ်မဆန်လို့ပြောမယ် おいしい。 ရမနမဆန်大丈夫大丈夫 တိုင်တိုင်ကြတဲ့ ဆိုမဆန်အဲ့မှာဆိုကျွန်တော်မေးရမဆန်大丈夫ですかလို့မေးတော့大丈夫 ဟဲ့တိုင်းကြဘူး တိုင်တိုင်ကြ ဘာလို့တန်မြင့်သွားလဲမဆန်ဘာလို့တန်မြင့်တော့ ဘူးအတမ်းမြင်ပါ ဟုတ်တယ်မဆန်大丈夫အမျိုးကြီးဖြစ်လာမဆန် တိုင်းကြဘူး ဆိုကျွန်တော်လေးရင်းချင်မှုဆန်စီဆိုတော့ထဲမဆန်大丈夫နော်အဆင်ပြေရလား တိုင်ကြဘူးရော no မဆန် no နော် ဆိုဖြေကြရောနဲ့ဖြစ်ပြီ大丈夫ရောဆိုရင်အဆင်ပြေရပေါ့ဗျာ大丈夫ရော大丈夫နော်အဆင်ပြေလားအဲ့လိုမေးလို့ရပါတယ်大丈夫လို့အတန်လေးမြည်ပဲလေမေးလို့ရတယ်ကိုယ်စင်ပြေတော့ဟဲ့တောင်းဝင်ဖြိုးဆန်တို့ဆို အဲ့ဆန်းတဲ့အဲ့လိုမျိုးပြောတဲ့ခါမှာကျွန်တော်တို့ပြန်ဖြေတဲ့ခါမှာလေဒါကြီးကျော်ဘူး dash ဆိုပြီးအဲ့လိုပြန်ဖြေရ dash ထည့်ပေးအောင်လားပြန်ဖြေတဲ့ခါမှာ dash မထည့်လိုက်ရမယ်ဆန်大丈夫ဒါမှ大丈夫ရောလေပြေးရ အဲ့ချိန်မှာဘူးကိုကျွန်တော်တို့အတန် short လိုက်မှာပါဆန်းတဲ့ပြန်ဖြေတဲ့ခါ လေပုံမှန်နဲ့ပြောမယ်ဖြေ ပုံမှန် ကြ တယ်မယ် ဖြေကြအတန်းအဖြောင်းမယ်大丈夫မင်းကြောင့်大丈夫 တိုင်ကြဘူး ဘာထောင်းတက်သွားတယ်နော်大丈夫ဖြေကြ大丈夫 အဲ့ကျော်ဘူးဟိုက် နောက် အဲ့ဆန်းတဲ့ နောက်ဆုံးကအတန်ကိုကြည့်ပြီးတော့ကျွန်တော်လေမိကုန်းလားအဖြေလားဆိုတော့ဆုံးဖြတ်ရ ဟဲ့ အဲ့ဒါနည်းနည်းလေးပေါ့နော်နားရီဝါသွားရဆိုရင်တော့မိကုန်းလားဖြစ်လားကွက်တက်သွားရင်ဆက်ချင်းဆိုရင်တော့နည်းနည်းလေးခက်တယ်ပေါ့နော်